ဆိုင်လာတဲ့ customer တွေကိုပြုံးရွှင်ရွှင်နဲ့ကြိုသွားမယ်နော် ဟုတ်ကဲ့ကို Few minutes later. မင်္ဂလာပါရှင် လက်တွေမရှိလား အဟုတ်ရှိရမဒါလေးလားရှင် ဟုတ်တယ်နှလုံးယူမယ် ဟုတ်ပါဒီဘက်မှာငွေလေးရှင်းပေးပါရှင် နှစ်ပတ်ရ3တောင်းပါရှင့်ငွေသားနဲ့ရှင်းမလား KP နဲ့ရှင်းမလားရှင့် KP နဲ့ပဲရှင်းလိုက်မယ် ဟာပတ်စံလည်းမရှိဘူး cash နဲ့ပဲရှင်းလိုက်တော့မယ်နော် ကျေးဇူးတင်ပါတယ်မကျေးဇူးပါမ